အားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ကိုမျိုး channel ရတယ်ကိုဒီမတွေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်ကျွန်တော်ကိုဒီမတွေအားလုံးပဲမင်္ဂလာရှိသောညချမ်းလေးဖြစ်ပါပြီဗျာနော်အားလုံးပဲမင်္ဂလာပါဗျာနော်အားလုံးပဲကျွန်တော်ချက်ကိုချမ်းပါရအားလုံးပဲစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့အားလုံးပဲပြည့်စုံနိုင်ကြပါစေကောင်းမွန်သောနေ့ရက်လေးတွေနေ့တိုင်းမှာဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ကိုမျိုး channel ရတယ်ကိုဒီမတွေအားလုံးအတွက်ဦးစွာပထမဆုံးတော့တောင်းပေးလိုက်ပါတယ်ဗျာနော်ကဲအားလုံးပဲချက်ကိုချမ်းပါရအားလုံးပဲမင်္ဂလာရှိသောညချမ်းလေးဖြစ်ပါစေဗျာနော်ကဲအားတော့ကကိုကြီးမအားလုံးပဲကျွန်တော်ရှေ့တော့ကတောက်ကြနေညက်နေမှာလဲကျွန်တော်ထုံးစံတိုင်းပဲလုံးဝပေါ့နော် main work ကတော့ကျွန်တော်တို့ရှစ်ကွက်ထဲရပဲအားလုံးပဲဒါ80ဆိုတဲ့ကဏ္ဍလေးနဲ့ထပ်မှန်ပြီးတော့အောင်မြင်တယ်ပေါ့နော်အောင်မြင်တဲ့ထဲမှာကျွန်တော်တို့ကတပတ်လုံးမှာကျွန်တော်နေတိုင်းစော့တဲ့ထဲမှာကျွန်တော် main ကွက်တွေတော့ထိထိမိမရခဲ့ပေမဲ့ကျွန်တော်တို့အတက်နိုင်ဆုံးကျွန်တော်3ချိန်လောက်တော့အားလုံးတော့ကူညီပေးနိုင်ခဲ့လို့နောက်တစ်ခုနေတယ်ကျွန်တော်တို့တိုက်ကြီးမိုက်ကြီးလိုက်ကြတဲ့အခွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အရင်ဟော့သွားတာဖြစ်တဲ့တော့ကိုကလည်းကိုကြီးမိုက်အားလုံးအတွက်ပြန်လဲပြီးတော့ဒီဘက်မှာအကောင်းဆုံးလက်စားချင်နိုင်မယ်เนาะယုံကြည်မှုပြောရရှိလို့ live ဆော့ခြင်းနဲ့ကိုကြီးမိုက်အားလုံးအတွက်ထပ်မှန်ပြီးတော့ကျွန်တော်အခွေထပ်ထုတ်ပေးလိုက်ပါတယ်ဒီဘက်မှာတော့အကောင်းဆုံးကအကောင်းဆုံးအခွေကိုပဲထပ်မှန်ပြီးရွေးချယ်ပေးလိုက်ပါတယ်အဲ့တော့ကတခုရှိတာကရာတော့ကတော့အားလုံးကအဆင်ပြေရကြတယ်အဆင်ပြေတယ်နဲ့နော်အားလုံးလည်းအခွေနဲ့ပတ်သက်ရင်ဒီကျွန်တော်ပေးလာခဲ့တာကြားလာနေပြီတခါမှလည်းအဲ့လိုမဖြစ်ဘူးဒီတစ်ချိန်တော့ဟောတဲ့တက်တယ်မှတော့တိုးတာပေါ့နော်အဲ့တော့ကိုကြီးမအားလုံးပဲအခွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့က3ရက်မကြော်တဲ့အခွေပဲကျွန်တော်ကခံမှန်းထားတယ်3ရက်လုံးဝမကြော်နိုင်ဘူးပေါ့နော်အခွေနဲ့အဲ့ဒါကြောင့်မို့အကောင်းဆုံးပြန်လဲပြီးတော့လက်စားချေဖို့အတွက်အခွေလည်းထုတ်ပေးထားသလိုကျွန်တော်ပုံမှန်တိုင်းကီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မပြောက်ပတ်သေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အကောင်းဆုံးဆက်လက်ပြီးတော့စူးစမ်းပေးထားပါတယ်အဲဒါကြောင့်ကျွန်တော်ဗီဒီယိုဖိုင်လေးကိုစလည်းအဆုံးသေးချာလေးနားလည်အောင်လို့ကြည့်ရှုပေးကြပါဦးများနော်ဒါတော့ကျွန်တော်ကတော့လည်းတော်တော်လေးကိုတော့ပြန်သက်သာတော့ပြီပေါ့နော်ပြန်သက်သာသွားပြီမနေ့နဲ့ခံလိုက်ရတယ်ပေါ့နော်အဲ့တော့ကနှာတန်လေးပါခဲ့ရင်လည်းအားလုံးပဲနားလည်မှုနဲ့ကြည့်ပေးကြပါဗျာနော်နောက်တစ်ခုအနေနဲ့ပေါ့နော်ကျွန်တော်လာပေးကြကူမှာကိုမျိုးအဖွဲ့ဝင်မခေါ်တာအဖွဲ့ဝင်လည်းပတ်သက်ပြီးတော့အဖွဲ့ဝင်အားလုံးလည်းပြန်လည်ပြီးတော့လက်ခံပေးထားပါတယ်ကျွန်တော်အရှိတမမှာမိသားစုတွေအားလုံးအနေနဲ့ကောလက်ဆောင်ကဏ္ဍတွေကောအစီအပြေတာထက်ကျွန်တော်တို့အဓိကကျွန်တော် main ပတ်တီးတစ်လုံးကို3ရက်အတွင်းမှာတေချာစွာပတ်နိုင်တဲ့ကိုမိုက်အားလုံးပဲလာရောက်ပြီးလက်တွဲမှာနောက်တစ်ခုအနေနဲ့က3ရက်တွင်ကျွန်တော်ပတ်တီးလုံးနဲ့မေယော3ခွက်အဲ့ဒါကပုံမှန်တိုင်းကျွန်တော်ထုတ်ပေးနေကြမေယောခွက်ကိုလည်းတဘာနဲ့ပအောင်အစီအပြေအောင်ကျွန်တော်အကောင်းဆုံးကြိုးစားပေးထားလို့ဒီဘက်မှာလည်းကျွန်တော်လက်ဆောင်ကဏ္ဍတွေလည်းအထူးတလေရအောင်ကြိုးစားပေးထားပါတယ်เนาะအရှိတဘကတော့ထုံးစံတိုင်းပဲကျွန်တော်လည်းဘယ်လိုမှမထူနိုင်တဲ့အတွက်ကိုကြီးမိုက်အားလုံးအတွက်လက်ဆောင်ကဏ္ဍတွေမယူပေးနိုင်တဲ့အတွက်เนาะစိတ်ထဲတော့မကောင်းပါဘူးအတက်နိုင်ဆုံးကျွန်တော်ရအောင်ဒီဘက်မှာပြန်လည်ပြီးကြိုးစားပေးထားလို့အဖောက်အနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပုံမှန်အတိုင်းပဲကျွန်တော်တက်နေတာလေးမနက်7ခွဲထိကျွန်တော်လက်ခံပေးထားပါတယ်အဲ့တော့အဖောက်ကြီးက1000ဝန်းကျပ်ပါခုမှမြင်လို့တွေ့လို့ကျွန်တော်နဲ့လက်တွဲပြီးဆော့ကျင်တဲ့ကိုကြီးမိုက်အားလုံးကကောမန့်မှာလည်းကျွန်တော်ဖုန်းနံပါတ်တွေရေးထားလို့နောက်ပြီးတော့ကျွန်တော်ဆက်သွယ်ရင်လည်းကိုကြီးမိုက်အားလုံးကလည်း251 654 39ခွန်ပေါ့နော်အဲ့မှာဝေရောက်ကိပြောရှိတယ် Viber လည်းသုံးတယ် Viber သုံးတဲ့ကိုကြီးမအားလုံးကပို့လို့အဆင်ပြေပါတယ်ငွေလက်ပြည်သားလေး Viber မှာပို့ထားရင်ရပါပြီဖုန်းဆက်စရာမလိုပါဘူးဖုန်းဆက်ပြီးဖွဲ့ဝင်တဲ့ကိုကြီးမအားလုံးကဖုန်းတေချာဆက်ပါကိုမျိုးလားပါလားတေချာမေးပါမေးပြီးတဲ့အခါမှာကျွန်တော်ငွေလွှဲခိုင်းနေဆိုတော့မှလွှဲပါတခုအရင်ဆုံးပြောလူတစ်ပဲဖြစ်လူဟောင်းပဲဖြစ်အရင်ဆုံးဖုန်းဆက်ပါเนาะအားလုံးပဲကျွန်တော်ကလည်းတိတ်ပြီးတော့ဟိုလည်းမဖြစ်တာနဲ့တချို့တွေကလည်းလာပြီးမေးကြတဲ့ကိုကြီးမအောင်မကျွန်တော်အဖွဲ့ဝင်ကပုံမှန်တိုင်းပဲတနင်္လာနေ့ static ခွဲထိကျွန်တော်လက်ခံပေးထားပါတယ်အဲ့တော့3ရက်အတွင်းမှာထိမိ live ပတ်ချင်တဲ့ကိုကြီးမအားလုံး main ပတ်တီးလုံးနဲ့ main ရော3ခွက်ပါနော်နောက်တစ်ခုနေထက်ရှင်းရအောင်မယ်ပေါ့နော်ကျွန်တော်ကလည်း live လွှင့်မယ်မလွှင့်ဘူးဆိုတာမသိချသေးဘူးတစ်ခုနေကျွန်တော်မန်ထဲမှာကျွန်တော်တွေ့ရတယ်ခွန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်မပေးဘူးနော်ကိုကြီးမအားလုံးပဲခွန်နဲ့ပတ်သက်ပြီးခွန်ပတ်တီးကျွန်တော်မပေးဘူးအားလုံးပဲတစ်ခါပြောနေတိုင်းမှာကျွန်တော်နှစ်ခွန်ဝမ်းချင်းကိုခွန်ပိုင်းဆိုပြီးတော့တနေ့ပဲပါတယ်နော်အဲ့တခါလေးပြောတာကျွန်တော်တပတ်ခါအဲ့လို live ပေးရအောင်ကျွန်တော်တို့ကဒီပတ်တီးသုံးလုံးကို live ချပေးအောင်ကျွန်တော်ကလွယ်လင့်ကိုရတာမဟုတ်ဘူးเนาะမပြောက်ပတ်တီးကျွန်တော်ထုတ်ပေးတယ်เนาะမပြောက်ပတ်တီးကိုရှေ့ဘက်ကလေးကိုကျွန်တော်ပေးရရတယ်ခွန်နဲ့ပတ်သက်ပြီးကျွန်တော်တခွန်မှကျွန်တော်ပေးတယ်ကျွန်တော်လာပြီးဆော့ဆွဲနေတဲ့လူတွေပါတယ်ဆော့ဆွဲအောင်ကျွန်တော်ကပေးမှမပေးဘဲနဲ့ကျွန်တော်ကဘလူးကိုသွားပေးတယ်เนาะနေတိုင်းမှာဆိုပူလောင်ဝေးသေးကျွန်တော်ကြာပြီးတောက်ကြဆိုကဲပေါက်ပတ်တီးဆိုပတ်တီးထုတ်ရင်တော့ပတ်တီးမပတ်နဲ့ပြောတာเนาะအဲ့တော့ကစင်းစင်းစကားတွေကိုပြောပါเนาะတခါပြောပြီးသားကျွန်တော်ထုတ်ပေးသောကဏ္ဍတွေကျွန်တော်အခွေထုတ်ပေးတယ်မပြောက်ပတ်တီးထုတ်ပေးတယ်ကီးထုတ်ပေးတယ်ကြိုက်မှထိုးမကြိုက်မထိုးနဲ့နေတိုင်းနဲ့ပတ်သက်ပြီးတော့လည်းအကောင်းဆုံး main ဘက်ကတော့ဘယ်သူမှဆိုအကောင်းဆုံးရအောင်ကျွန်တော်လည်းရအောင်ကိုကြီးမအားလုံးလည်းအဆင်ပြေအောင်အများနဲ့ကြိုးစားပေးနေရမယ်မကောင်းတဲ့ကြားတွေကကျွန်တော်ကြိုးစားပေးတယ်
ကြာလေးတော့ကြာ2ရက်စလုံးမှာရှစ်ကွက် main ရှစ်ကွက်ကတော့ဝင်တယ်ဒါပေမဲ့အဓိကထိမိကျွန်တော်ရွေးချယ်တဲ့ main အောင်လေးပဲမအောင်သွားတာပဲရှိတာနော်မိသားစုဝင်အားလုံးဆိုလက်ဆောင်လမ်းဒီဘက်ဆိုလုံးဝမရအောင်အဖွဲ့ဝင် main ပတ်တီအောင်တယ်အစောကြီးအောင်ပြီးတော့လက်ဆောင်လမ်းကြီးမရပါဘူးနော်အဲ့လိုမျိုးတွေလည်းရှိတယ်ဒီဘက်တော့အဆင်ပြေအောင်အားလုံးကြိုးစားပေးပါမယ်နော်ကိုကြီးမရအားလုံးပဲစိတ်ချလက်ချဝင်ပြီးသားကိုကြီးမရအားလုံးပဲအဖွဲ့ဝင်ထားပြီးသားကိုကြီးမရအားလုံးပဲခဏမပုတ်သေးဘူးကပြောတဲ့ကိုကြီးမရအောင်ည9နာရီခွဲမှာပို့ပါပါ9နာရီခွဲ10နာရီဝန်းကျင်မှာပို့မယ်ပို့တော့ကနန်းကိုပဲဦးစားပေးပြီးကိုယ့်ဘာကိုဆော့တပတ်တာပါဟုတ်ပြီလားဦးစားပေးဆော့နေ့တိုင်းမှာကြာလို့မင်းရောတစ်ခွက်ကောင်းနှစ်ခွက်ကောင်းယူထိုးခြင်းတယ်ဆိုရင်လည်းထိုးလို့ရတယ်ဟုတ်ပြီလားနော်အဖွဲ့ဝင်လည်းနေ့တိုင်းနေ့ကြောင်သူတလန်းကိုတလန်းသွားတာဖြစ်တဲ့အတွက်ကိုကြီးမရအားလုံးပြောတာကိုရောင်ဒီရောင်ဖြစ်မှာဆိုလို့ကိုရတဲ့ခဏကိုပဲကိုဦးစားပေးဖို့ည9နာရီခွဲမှာကျွန်တော်ပို့မယ်ဟုတ်ပြီလားနော်ကဲအားကြောင့်ကတနင်္လာနေ့မနက်7:00ခွဲထိကျွန်တော်လက်ခံပေးထားအားလုံးပဲเนาะလူသစ်ပဲဖြစ်လူကောင်းပဲဖြစ်အဲ့နောက်ပိုင်းတော့ကျွန်တော်လက်မခံတော့ဘူးဒီကတော့เนาะအားကြောင့်ကကျွန်တော်တို့တပတ်စာကီးပေါ့เนาะတပတ်စာကီးနဲ့ပတ်သက်ပြီးတော့619ဆိုတဲ့ကီးပါတပတ်စာကီးက619ဆိုတဲ့ကီးပါကဲအားလုံးပဲကောမန့်မှာဝိုင်းဝန်းမှန်ပေးကြပါအောင်လိုက်လက်မလေးနှိပ်ပေးကြပါ share လို့ရမယ့်နေရာမျှဝေလို့ရမယ့်နေရာလေးပါမျှဝေပြီးတော့မှကြည်ပေးပါ channel ကို subscribe မလုပ်ရသေးတဲ့လူသစ်လူဟောင်းကိုကြီးမအားလုံးအနေနဲ့ကလည်း channel ကို subscribe လေးနှိပ်ပြီးတော့မှကြည်ပေးပါကျွန်တော်ကိုမျိုးခေါ်ပြီးတော့ခဏလေးဝိုင်းဝန်းမှန်ပေးကြအောင်ညာနော်အားလုံးပဲတပတ်စာကီးဆိုတဲ့အတွက်တနင်္လာနေ့တောက်ကြနေအထီကီး619ဆိုတဲ့ကီးနဲ့ပတ်သက်ပြီးတော့တနင်္လာနေ့မနေ့ကတနေ့လုံးသာပါလဲကိုယ့်ရဲ့ဝမ်းချင်းအပိုင်နဲ့စော့ကျင်ကြတဲ့ကိုကြီးမအားလုံးက619ဆိုတဲ့ကီးပဲနော်အားလုံးပဲ619ကီးနဲ့ပတ်သက်ပြီးတော့ကီးသုံးတဲ့ကိုကြီးမအားလုံးပဲ619ခွေကိုတတိထားဘာဖြစ်လို့လဲကီးခွေရမခွေရကြပြီခွေတတ်တယ်အားလုံးပဲတတိထားမယ်ဟုတ်ပြီလားနော်တပတ်စာမှာကျွန်တော်ထုံးစံတိုင်းထုတ်နေကြမပြောက်ပတ်ပြီး83နော်8ပတ်တီ3ပတ်တီကျန်းချင်းတရားကြိုက်တယ်လို့ယူပြီးတော့3မပြောက်ပတ်တီပြီးတော့ကျွန်တော်တို့တပတ်စာအခွေအနေနဲ့ပတ်သက်ပြီးကျွန်တော်ဟိုးမကြော်လို့ခံမှန်းတယ်အကောင်းဆုံးလဲလာလိမ့်မယ်လို့ယုံကြည်ထားတယ်အဲ့တော့ကိုကြီးမအားလုံးပဲ8931ဆိုတဲ့အခွေနော်8931ဆိုတဲ့အခွေကြိုက်ယူတော့ဟုတ်ပြီလား8931ဆိုတဲ့အခွေကြိုက်ယူတော့ဆက်လက်ပြီးတော့ဗာပဲဖြစ်ဖြစ်ကိုကဗာပဲဖြစ်ကိုမျိုးယုံကြည်မှုရှိလို့ like ဆော်အောင်မယ်ဆိုတဲ့ကိုကြီးမအားလုံးပဲဆော့လို့ရတယ်နော်ကြိုက်မှယူတော့နော်တစ်ခုအနေနဲ့ကကျွန်တော်ပေးတာနော်တခါလေးမှတ်ကျွန်တော်ကဒါတွေပေးတာတပတ်စာကီး619ကီးမပြောက်ပါသေး83ပတ်သေးနော်ပြီးရင်ကျွန်တော်တို့အခွေအနေနဲ့8931အခွေတပတ်စာအခွေဟုတ်ပြီလားအဲ့ဒါကြီးပေးတာနော်ဘယ်ရပါဟိုရှိတဲ့ဘက်ကထုတ်တဲ့အခွေဘာမှမဆိုင်တဲ့ခွန်လာပြောနေနေ့တိုင်းမှာတွေ့လို့ကျွန်တော်နေ့တိုင်းမှာထုတ်နေ့တိုင်းမှာတွေ့ရင်ရောနှစ်ခွန်ဝမ်းချင်းတွေ့လို့အဲ့ဒီနေရာဖတ်မရကျွန်တော်ခွန်ကြိုက်လို့ဒါမနက်တစ်ပိုင်းနဲ့ညနေပိုင်းကျွန်တော်ထပ်ပြီးတော့တင်နေဆိုပြီးရတာပဲပြောင်းတာပဲဝမ်းချင်းမှန်တာပဲဟုတ်တယ်မဟုတ်လားအဲ့တော့ကကျွန်တော်တို့အဓိကတနင်္လာနေ့မနေ့ညတနေ့လုံးစာအတွက်အဓိကဝမ်းချင်းက49ဝမ်းချင်းပါ4နဲ့ပတ်သက်ရင်4146 4843ပါ9နဲ့ပတ်သက်ရင်9196 9893ပါအားလုံးပေါင်းခဏ8ခွက်ထုတ်ထားတယ် main off ကမိအောင်အတက်နိုင်ဆုံးကြိုးစားပေးထားတယ်4နဲ့ပတ်သက်ရင်4146 4843 9နဲ့ပတ်သက်ရင်9196 9893အဲ့ထဲမှာ main off 2ခွက်ရှိတယ်အားလုံးပဲ live လက်မလေးနှိပ်ပေးမယ်ပေါ့เนาะအားလုံးပဲကျွန်တော်ဗီဒီယိုပိုင်းလေးကို live လက်မလေးနှိပ်ပေးကြပါ share လို့ရမယ့်နေရာလေးမှာများများလေးဝိုင်းဝန်းပြီး share ပေးကြပါเนาะကျွန်တော်ဗီဒီယို view လေးနည်းနေတဲ့အတွက်ကိုကြီးမအားလုံးပဲ comment မှာမန်းတဲ့ကိုကြီးမအားလုံးကတချို့တွေက1000ကျော်2000ကြည့်တယ် comment ကမန်းတယ်တော့အရောက်တည်းမျိုးခဏမ်းပဲအချောင်းနေနေတဲ့ကများနေတာเนาะတချို့တွေကအဲ့လိုမျိုးတွေအဲ့တော့က49ဝမ်းချင်းပေါ့နော်ကျွန်တော်တနင်္လာနေ့မနေ့ညတနေ့လုံးစာအတွက်အဓိကအမှားဆုံးချိန်က4ပိုင်း9ပိုင်း4နဲ့ပတ်သက်ရင်4641 4843 9နဲ့ပတ်သက်ရင်9691 9893အဲ့ထဲမှာကျွန်တော်အကြိုက်ဆုံး main ရောနှစ်ကွက်က 68R နဲ့ 93R အဲ့နှစ်ကွက်အကြိုက်ဆုံးပဲ 9893R အဲ့နှစ်ကွက်အကြိုက်ဆုံးပဲဖြစ်ပါတယ်အဲ့တော့မိသားစုဝင်ကိုကြီးမအားလုံးကလည်းကိုမွေးကနန်းလေးမပိုင်ယူပြီးထည့်ထိုးလိုက်ပေါ့နော်ကျွန်တော်ကတော့အရှိမကျွန်တော်ပြောထားလို့ပဲကိုကြီးမအားလုံးပဲကိုရတဲ့ကနန်းကိုကိုမှန်ကိုဦးစားပေးပြီးဆော့အားလုံးပဲအဖို့ဝင်နဲ့ပတ်သက်ပြီးတော့တနင်္လာနေ့မနက်7:00ခွဲထိနောက်ဆုံးထားပြီးလက်ခံပေးထားတယ်နော်တခါပွင့်နေပြီးတော့3ရက်အတွင်းမှာကျွန်တော်ထိထိမိမိအဲ့ဒါ main ပဲပတ်ချင်တဲ့ကိုကြီးမအားလုံးအတွက်ပတ်တိတစ်လုံးမရော3ကွာအဲ့ဒါ main ပဲဝင်ပြီးသားကိုကြီးမအားလုံးကည9:00နာရီခွဲမှာကျွန်တော်ကနန်းပို့ထားမယ်ဟိုနေပြီးရင်ကိုကြီးမအားလုံးပဲ comment မှာပေါ့နော်ကျွန်တော်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးမှန်ပေးထားပါတယ်251 654 3ညခေါ်ပေါ့နော်အဲ့ဒါဆက်သွယ်လို့ရပါတယ်ဝေရောက် KB ရောရှိပါတယ်နော်ကဲအားလုံးပဲနေနိုင်မှာဆော့တယ်ကိုကြီးမအားလုံးကိုကျွန်တော်တို့တူလက်တွဲပြီးဖွဲ့ဝင်ဆော့ကြချစ်ကိုတွေချစ်မာတွေအားလုံးကိုကျွန်တော်ကိုမျိုးပေးသောခဏနဲ့ကိုကြီးမအားလုံးပဲဆင်ပြေလို့အောင်မြင်ကြပါစေကိုမျိုးကိုချစ်တဲ့ခင်တဲ့ကိုကြီးမအားလုံးပဲချမ်းသာချမ်းသာကြပါစေဗျာကဲအားလုံးပဲတက်တာ
ကျွန်တော်ကိုမျိုးပါဗျာနော်နည်းနည်းလေးတော့ပြန်ပြောနိုင်ပါဗျာ